ဘဝခရီးလမ်းမှာမမျော်လင့်မဲကျုံတိစားတတ်တဲ့အခက်အခဲတွေစိတ်နှလုံးညှိုးငယ်စရာဖြစ်ရတဲ့ဟာရန်ဖန်ကဆိုသလိုကိုယ့်ရဲ့စိတ်အင်ကေဟာလေးကိုလာရောက်ရိုက်ခတ်တတ်ကြပါတယ်နော်ဒူးတွေအားလုံးဟာအစဉ်ပြေနေတဲ့အချိန်မှာတော့စိတ်တက်တွေတက်ကြွပြီးလန်းဆန်းနေတတ်ကြပေမယ့်လောကဓာတ်ရဲ့အလှည့်အပေါင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့စိတ်တက်တွေကျဆင်းပြီးမတွေးဝန့်စရာပဲဆိုပြီးအရှုံးပေးခြင်းနဲ့စိတ်တွေတောင်ဖြစ်ပေါ်လာတတ်ပါတယ်။တကယ်တော့လောကကြီးမှာထာဝရဆိုတာမရှိသလိုအစိုးတရားတွေဟာလည်းထာဝရတည်မြဲမနေနိုင်ပါဘူး။ဒါဟာလည်းပြီးသွားမှာပါပဲဆိုတဲ့အတိတရားလေးကိုနှလုံးသွင်းနိုင်ဖို့ကတို့မိန်းကလေးတွေအတွက်အထူးကကြပါတယ်။ဗုဒ္ဓဘာသာရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့အနိစ္စသဘောတရားကိုကြည့်မယ်ဆိုရင်ဘယ်အရာမှမြဲမြံခိုင်ခန့်ခြင်းမရှိတာကိုတွေ့ရပါလိမ့်မယ်။ကိုခံစားနေရတဲ့တောကတွေဆင်းရဲဒုက္ခတွေဟာလည်းအကြောင်းတိုက်ဆိုင်လို့ခဏခဏလာရောက်လဲပတ်တဲ့ဧည့်သည်တွေသာဖြစ်ပါတယ်။ဒီဧည့်သည်တွေကိုဧည့်ခံကြွေးမွေးပြီးအိမ်ထဲမှာအကြာကြီးအောင်းမထားဖို့လိုအပ်ပါတယ်။တို့မိန်းကလေးတွေရဲ့စိတ်အစဉ်ဟာရေပြင်တစ်ခုလိုပါမယ်။လေတိုက်တဲ့အခါလှိုင်းတက်ပေမဲ့လေငိမ်သွားတဲ့အခါမှာတော့ငကိုမူလာအေးချမ်းတဲ့ရေပြင်အေးလေးအဖြစ်ပြန်လည်တည်ရှိသွားတာမျိုးပါ။ဒါကြောင့်အခက်ခဲတွေနဲ့ကြုံလာရတဲ့အခါငါဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတဲ့အဖြစ်တင်စိတ်ထက်ဒါဟာလောကရဲ့သဘောတရားပဲဒီအခြေအနေကနေငါဘာသင်ခန်းစာယူနိုင်မလဲဆိုတဲ့အတိနဲ့ရင်ဆိုင်ကြည့်စေချင်ပါရဲ့နော်။စိတ်သက်ကြနေတဲ့အချိန်မှာကိုယ့်ကိုယ်ပြန်လဲပြုစုပြောထောင်ဖို့အကောင်းဆုံးနည်းလမ်းကတော့လက်ရှိခံစားချက်ကိုငင်းပယ်ခြင်းမရှိဘဲလက်ခံလိုက်ခြင်းပါပဲ။ဝမ်းနယ်စရာရှိရင်လည်းအချိန်အတိုင်းအတာတစ်ခုထိဝမ်းနယ်ကြောင့်ငိုချလိုက်ပါ။ဒါပေမဲ့အဲ့ဒီဝမ်းနယ်မှုတွေမှာနေနစ်မမနေဖို့တော့တတိပြုရပါမယ်။တတိတရားဆိုတာတို့ရဲ့ဘဝအတွက်အလုံးအဖိုးတန်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။စိတ်ကလိုလေပြီးတော့အတိတ်ကိုပြန်သွားပြီးနောင်တော့ရနေတာမျိုးဒါမှမဟုတ်မရောက်သေးတဲ့အနာဂတ်ကိုတွေးပြီးစိုးရိမ်နေတာမျိုးဖြစ်နေတတ်ပါတယ်။အဲ့ဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့ထွက်လေဝင်လေလေးကိုတတိကပ်ပြီးလက်ရှိပြစ်စုံပံပါပဲပြန်နေထိုင်ကြည့်ပါ။လောကနီတိအရာဆိုရင်လေပညာရှိသူတို့ဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့တဲ့အခါစိတ်သက်မပြတ်ပဲတည်ငြိမ်စွာနဲ့ကြော်ဖြစ်နိုင်ကြပါတယ်လို့ဆိုပါတယ်။အခက်အခဲဆိုတာတို့မိန်းကလေးတွေရဲ့အရေးအချင်းကိုစမ်းသပ်တဲ့ကြောက်စာတိုင်းတစ်ခုပါပဲ။မုံတိုင်းတန်ကိုခံနိုင်ရရှိတဲ့တစ်ပင်ဟာပိုပြီးအမြင့်ခိုင်မာလာသလိုအခက်အခဲတွေကိုကြော်လွှားနိုင်တဲ့မိန်းကလေးတိလောက်ရဲ့စိတ်ဓာတ်ဟာလည်းပိုမိုရင့်ကျက်တည်ငြိမ်လာပါတယ်။တခါတရံမှာတို့တွေဟာတခြားသူတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးကိုနှိမ်ကြတဲ့လို့ထင်တတ်ပါတယ်။တကယ်တော့လူတိုင်းမှာကိုစီကိုရင်ခက်ခဲတဲ့အခန်းကဏ္ဍတွေရှိကြတာကြီးပါပဲ။အပေါ်ယံအပြုံးတွေရဲ့နောက်ွယ်မှာဘလောက်ထိရုန်းကန်နေရတယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒါကြောင့်တခြားသူနဲ့နှိုင်းယှဉ်ပြီးစိတ်ဆေးရဲမဲ့အစားမနေခမ်းထက်ဒီနေ့ပိုပြီးကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားတာကသာအမှန်ကန်ဆုံးသောလမ်းစဉ်ဖြစ်ပါ၏။စိတ်အေးချမ်းမှုဆိုတာအပြည့်လောကကပေးတာမဟုတ်ဘဲကိုယ့်ရဲ့အတွင်းစိတ်ထဲကနေပဲတီးဆောက်ယူရတာပါ။အရာရာကိုအကောင်းမြင်တဲ့စိတ်ထက်ပိုပြီးထိရောက်တာကတော့အရာရာကိုရှိတဲ့အတိုင်းလက်ခံနိုင်တဲ့စိတ်ပဲဖြစ်ပါ၏။ဖြစ်ဖြစ်စမြအကြောင်းတရားတွေဟာအကြောင်းရှိလို့အကျိုးဖြစ်လာတာပါပဲ။ဒီနေ့ကြုံတွေ့နေရတဲ့အခက်အခဲဟာနောက်တစ်ချိန်မှာပြန်တွေးကြည့်ရင်ရဲစရာသင်ခန်းစာတစ်ခုဖြစ်နေပါလိမ့်မယ်။ဒါကြောင့်စိတ်တက်တည်ကြနေတဲ့အချိန်မှာခဏလောက်အနားယူလိုက်ပါဦးနော်။စာအုပ်ကောင်းတအုပ်ဖတ်တာဓမ္မတရားနာယူတာမျိုးဒါမှမဟုတ်တဘာဝတရားနဲ့နီးစပ်တဲ့နေရာတစ်ခုမှာအချိန်ဖြုံးတာမျိုးလုပ်ပေးပါ။စိတ်ကြည်လင်လာတဲ့အခါမှာပြဿနာကိုအဖြေရှာကြည့်ပါ။ကိုယ့်ရဲ့စိတ်နှလုံးကိုမေတ္တာတရားနဲ့အေးမြအောင်ထားရှိပါ။ကိုပြန်ချစ်တတ်ဖို့လဲမမေ့ပါနဲ့။လောကကြီးကတင့်ကိုဘယ်လိုပဲထွန်းထုတ်ပါစေတင့်ရဲ့စိတ်ကမရင်းရိုင်ဘူးဆိုရင်တင်ဟာအောင်နိုင်တယောက်ပါပဲ။ညနက်ပြီးရဲ့မိုးလင်လာသလိုပါပဲ
အခက်အခဲတွေပြီးဆုံးသွားတဲ့အခါမှာตายရတဲ့နေရက်တစ်တွေဟာတင့်ကိုစောင့်ကြိုနေမှာအမှန်ပဲဖြစ်ပါတယ်နော်အားတင်းထားကြပါဦးလူဘဝဆိုသည်မှာရေစည်းတန်လာသည့်မြစ်တစင်းကဲ့သို့ပင်ဖြစ်သည်ထိုမြစ်ရေပြင်သည်အကွေအကောက်အနှိမ့်အမြင့်အတက်အကျအမျိုးမျိုးကိုဖျက်တိုင်းရတဲ့ကဲ့သို့ကျွန်ုပ်တို့ဤဘဝခရီးလမ်းသည်လည်းအသက်အရွယ်အပိုင်းခြားအလိုက်ရင်ဆိုင်ရသည့်အတွေ့အကြုံနှင့်စိတ်နေစိတ်ထားများပြောင်းလဲရန်လိုအပ်လာပါသည်အသက်အရွယ်ကိုလိုက်၍စိတ်ကိုပြုပြင်ပြောင်းလဲနိုင်ခြင်းသည်ပင်လောကတွင်နေတတ်သူတစ်ယောက်၏အမှုပညာဖြစ်ပြီးထို့သူနေထိုင်တတ်မှသာလျှင်ပင်မခက်ခဲလာသည့်လူဘဝခရီးတွင်ငြိမ်းချမ်းသောအနာခိုရာကိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပါသည်ငယ်ရွယ်နှုပြူသည့်စေကျော်တတ်နှင့်လူငယ်ဘဝအရွယ်သည်သင်ယူခြင်းနှင့်စူးစမ်းခြင်းတို့ဖြင့်ဖြည့်နှံ့နေရမည်အချိန်ဖြစ်ပါသည်ဤအရွယ်တွင်ထားရှိရမည်အဓိကစိတ်နေစိတ်ထားမှာနှိမ်ချသောစိတ်ဖြင့်သင်ယူခြင်းပင်ဖြစ်သည်အသိပညာအတတ်ပညာနှင့်လောကအတွေ့အကြုံနေပါသည့်အချိန်ဖြစ်၍မိမိကိုမိမိခွက်အလွတ်တစ်ခုကဲ့သို့သဘောထားပြီးပတ်ဝန်းကျင်မှာကောင်းသောအရာများကိုဖြည့်ဆည်းရပါမည်မာနတရားကိုလျှော့ချပြီးလူကြီးသမားများ၏ဆိုဆုံးမမှုကိုနာယူတတ်ခြင်းအမှားကိုအမှန်ဖြစ်နိုင်သည့်ရဲစွမ်းတတိရှိခြင်းတို့သည်ဤအရွယ်အတွက်အလွန်အရေးကြီးပါသည်ထို့အပြင်ဇွဲဝိရိယကိုအခြေခံသည့်စိတ်ထားမျိုးမွေးမြူရပါမည်ဘဝ၏အနာဂတ်အတွက်အုတ်မြစ်ချရမည့်အရွယ်ဖြစ်သောကြောင့်ပျော်ပါခြင်းထက်ကြိုးစားခြင်းကိုဦးစားပေးသောစိတ်တည်တာလျင်နောက်တစ်ချိန်တွင်ခိုင်မာသောဘဝကိုပိုင်ဆိုင်စေမည်ဖြစ်ပါသည်အသက်30မှ50အတွင်းလူလက်ပိုင်းအရွယ်သို့ရောက်ရှိလာသောအခါတာဝန်ယူမှုနှင့်တည်ငြိမ်မှုတို့သည်အဓိကစိတ်နဲ့စိတ်ထားများဖြစ်လာတင်ပါသည်ဤအရွယ်သည်မိသားစုအလုပ်အကောင်နှင့်လူမှုပတ်ဝန်းကျင်ကြားတွင်ရာများရတတ်သည့်အရွယ်ဖြစ်ပါသည်ထို့ကြောင့်ဒီခံခြင်းနှင့်ခွင့်လွှတ်ခြင်းကိုလက်နက်တစ်ဖွဲ့သုံးချရပါမည်လောကရန်ဤအတက်အကျများကိုအတော်အသင့်ကြုံတွေ့ဖူးလာပြီဖြစ်၍စိတ်ကိုလှိုင်းတပူးကဲ့သို့မဟုတ်ပဲနှဆိုင်သောသမုဒ္ဒရာကဲ့သို့တည်ငြိမ်အောင်ထားရပါမည်အောင်မြင်မှုအပေါ်၌လည်းတာယာမနေပဲဆုံးရှုံးမှုအပေါ်၌လည်းစိတ်တက်မကြပဲညှာတသောစိတ်ထားခြင်းရှေ့ဆက်ရပါမည်မိမိကိုယ်ကျိုးအတွက်သာမကမိမိပတ်ဝန်းကျင်ကိုပါကူညီဖေးပါလိုသည့်စေတနာစိတ်သည်လည်းဤအရွယ်တွင်အထူးပင်လိုအပ်လာပါသည်အသက်60ကျော်အသက်ကြီးပိုင်းအရွယ်သို့ရောက်ရှိလာသောအခါတွင်မူလွတ်ချခြင်းနှင့်ကျေးဇူးတင်ခြင်းသည်သာအကောင်းဆုံးသောစိတ်နေစိတ်ထားများဖြစ်ပါသည်ရှေ့လျားလာသည့်ဘဝခရီးတွင်စ조사ခဲ့သမျှရုန်းကန်ခဲ့သမျှတို့ကိုပြန်လည်သုံးသပ်သည်ရလအပေါ်ကျေနပ်တတ်ရပါမည်ငါပစ္စည်းငါဥစ္စာငါသားသမီးတို့ဟူသောဆွဲလန်းအတ္တများကိုတဖြည်းဖြည်းချင်းလျှော့ချကာလောက၏အနိစ္စသဘောကိုဆင်ခြင်ရမည့်အချိန်ဖြစ်သည်ကြံရှိနေသည့်အချိန်များကိုဘာသာရေးတရားဓမ္မတို့ဖြင့်အေးချမ်းစွာဂုဏ်လွင်စေပြီးမိမိဖြတ်တန်းခဲ့သည့်ဘဝတွင်ကြုံတွေ့ခဲ့ရသည့်လူအားလုံးအရာအားလုံးအပေါ်ကျေးဇူးတင်စိတ်ထားခြင်းကစိတ်ကိုအေးချမ်းစေပါသည်အတိတ်ကိုနောင်တမရအနာဂတ်ကိုမစိုးရိမ်ပဲပစ္စုပန်တဲ့တဲ့တွင်ငြိမ်းချမ်းစွာနေထိုင်တတ်ခြင်းသည်ဘဝ၏နောက်ဆုံးအခန်းကိုလှပစွာအဆုံးသတ်နိုင်ခြင်းပင်ဖြစ်ပါသည်အချုပ်အားဖြင့်ဆိုပါတော့လေအသက်အရွယ်အပိုင်းအခြားတိုင်းတွင်တကောင်းတို့၏လျော်ညီသောစိတ်ထားများရှိကြပါသည်ငယ်စဉ်ကကြိုးစားမှုလက်စဉ်ကတည်ငြိမ်မှုကြီးလင့်စဉ်ကလွှတ်ချမှုတို့ဖြင့်ဘဝကိုပုံဖော်နိုင်မယ်ဆိုပါကကျွန်ုပ်တို့၏ဘဝသည်ပြိုင်ဤတစ်ချီမှာတော့လဲအထိပ်ပယ်ရှိ၍အေးချမ်းနေမှာသာဖြစ်ပါသည်အသက်ကြီးလာခြင်းသည်ခန္ဓာကိုယ်ယိုယွင်းလာခြင်းသာဖြစ်တော်လဲစိတ်ဓာတ်ကတော့ပုံမရင့်ကျက်တည်ငြိမ်လာရမည်ဖြစ်ပါသည်မိမိဤစိတ်ကိုအသက်အရွယ်အညီပြုပြင်ပြောင်းလဲရင်းလောက၏လှပသောခရီးစဉ်များဖြစ်နိုင်ကြပါစေကုန်သတည်းအသက်အရွယ်ဟူသည်မှာစာအုပ်တအုပ်၏စာမျက်နှာများကဲ့သို့တရွက်ကြီးတရွက်လှန်လောဖြတ်တန်းနေရသည့်ခရီးစဉ်တစ်ခုဖြစ်ပါသည်ကျွန်ုပ်တို့၏ရုပ်ခန္ဓာသည်အချိန်နှင့်အမျှရည်ရောပြောင်းလဲနေတဲ့ကဲ့သို့စိတ်နေစိတ်ထားသည်လည်းအသက်အရွယ်အပိုင်းခြားအလိုက်ရင်ကျက်တည်ငြိမ်လာဖို့အထူးလိုအပ်လာပါသည်လူလောကတွင်နေထိုင်ကြရ၌အသက်အရွယ်ကြီးရင်လာတော့လေစိတ်နေစိတ်ထားကရင်ကျက်မှုမရှိဘဲ
ကလေးဆန်နေပါကထိုသူ၏ဘဝသည်လောကဓာတ်လှိုင်းသဘောများကြတွင်အမြဲမပြတ်ပင်ပန်းနွမ်းနယ်နေရပါလိမ့်မည်ထို့ကြောင့်မိမိရောက်ရှိနေသည့်အသက်အရွယ်အပိုင်းခြားအလိုက်ထားရှိသင့်သည့်စိတ်နေစိတ်ထားများကိုတတိတရားဖြင့်ဆင်ခြင်ကြည့်ကြရအောင်ခဲ့ပါသည်ငယ်ရွယ်နှုတ်ပြူသည့်ဆယ်ကျော်သက်နှင့်လူငယ်ဘဝအရွယ်သည့်ဘဝ၏ဥမြစ်ကိုစတင်ချမှတ်ရသည့်အချိန်ထက်ပါသည်ဤအရွယ်တွင်စိတ်သက်သည့်နုနယ်တကယ်သို့တက်ကြွလှူရှားမှုလည်းရှိနေတတ်သည်ထိုအချိန်တွင်အရေးကြီးဆုံးစိတ်နေစိတ်ထားမှာတင်ယူလိုစိတ်နှင့်နှိမ်ချစိတ်ပင်ဖြစ်ပါသည်မိမိကိုမိမိအရာအလုံးတည်နေသည်ဟုမထင်မှတ်ပဲအတွေ့အကြုံရှိသူများ၏စကားကိုနားထောင်တတ်ရန်နှင့်အမကိုရဲဝံစွာဝန်ခံပြင်ဆင်နိုင်ရန်လိုအပ်ပါသည်စိတ်လိုက်မှန်ပါလှုပ်ဆောင်တတ်သည့်ဇောစိတ်ကိုထိန်ချုပ်ပြီးမိမိ၏အနာဂတ်အတွက်လိုအပ်သည့်ဗဟုသုတနှင့်ကျွမ်းကျင်မှုများကိုအားတက်စွာစီးပူးရမည့်အချိန်ဖြစ်ပါသည်ဤအရွယ်၌စိုက်ပျိုးလိုက်သည့်ဇွဲတီလပညာဟုသောမျိုးစီများသာလျှင်နောက်တစ်ချိန်တွင်ခိုင်မာသောဘဝတစ်ပင့်ကြီးအဖြစ်ဖြစ်ထွန်းလာမည်ဖြစ်ပါသည်အသက်30မှ50အတွင်းလူလက်ပိုင်းအရွယ်သို့ရောက်ရှိလာသောအခါတာဝန်ယူမှုတာဝန်ခံမှုတို့သည်အလွန်ပင်ကြီးမားလာပါသည်မိသားစုအတွက်၎င်းအလုပ်အကောင်အတွက်၎င်းရုန်းကန်လှုပ်ရှားနေရခြင်းဖြစ်၍စိတ်ဖိစီးမှုများအခက်အခဲများနှင့်အမြဲမပြတ်ရင်ဆိုင်နေရတတ်ပါသည်ဤအရွယ်တွင်ထားရှိရမည့်စိတ်နေစိတ်ထားမှာတည်ငြိမ်ခြင်းနှင့်မျှတခြင်းပင်ထက်ပါသည်လောကဓာတ်၏အတက်အကျများအောင်မြင်မှုနှင့်ရှုံးနိမ့်မှုများကိုကြုံတွေ့ရသည့်အခါစိတ်ကိုမတုန်လှုပ်ပဲတတိတရားဖြင့်ထိန်းကျောင်းနိုင်ရပါမည်သူတစ်ပါးအပေါ်ညှို့ဆူးခြင်းမနာလိုခြင်းများထက်မိမိ၏လှုပ်ဆောင်ချက်များကိုသာအာယုံစိုက်သည့်ကျေရနာကိုအခြေခံ၍လှုပ်ဆောင်သင်ပါသည်သူတစ်ပါးကိုဖေးမှလိုသည့်စိတ်အမြနှင့်တဟဇာတာဖြစ်အောင်နေထိုင်တတ်သည့်စိတ်တို့သည်ဤအရွယ်အတွက်အဖိုးမဖြစ်နိုင်သောလက်နက်များဖြစ်ပါသည်အသက်60ကျော်အသက်ကြီးပိုင်းအရွယ်သို့ရောက်ရှိလာသောအခါတွင်မူကျွန်ုပ်တို့သည်ဘဝ၏ညနေချမ်းသို့ရောက်ရှိလာပြီဖြစ်ပါသည်ဤအရွယ်တွင်အရေးကြီးဆုံးမှာလွတ်ချတတ်သည့်စိတ်ဖြစ်ပါသည်ငါလွတ်ခဲ့လို့ငါရတာငါပစ္စည်းငါသားသမီးတို့ဟူသောဆွဲလာအတများကိုတဖြည်းဖြည်းလော့ရှာရပါမည်အတိတ်ကအမားများကိုနောင်တရန်နေခြင်းသို့မဟုတ်အတိတ်ကအောင်မြင်မှုများကိုဂုဏ်ယူမဆုံးဖြစ်နေခြင်းတို့သည်လက်ရှိအချိန်၏အေးချမ်းမှုကိုဖျက်ဆီးတတ်ပါသည်ထို့ကြောင့်ပိစုပန်တဲ့တဲ့သူကျင်းတဲ့ရောင်ကျဲသည့်စိတ်ထားဖြင့်နေထိုင်ရပါမည်မိမိထက်ငယ်ရွယ်သူများကိုမေတ္တာဖြင့်လမ်းညွှန်ပေးခြင်းဘာသာရေးညင်တရားဓမ္မတွင်စိတ်ကိုပုံမှုနှိမ့်မြုံခြင်းဖြင့်ဘဝ၏နောက်ဆုံးအချိန်များကိုအေးချမ်းစွာကုန်လွန်စေသင့်ပါသည်အချို့အားဖြင့်ဆိုပါကအသက်အရွယ်ဟူဒီမှာကိန်းကနန်းမြတာဖြစ်တော်လေထိုကိန်းကနန်းတည်မီရင်းကျက်လာသည့်စိတ်နေစိတ်ထားသာလျှင်လူတစ်ယောက်၏တန်ဖိုးကိုသတ်မှတ်ပေးခြင်းဖြစ်ပါသည်ငယ်စဉ်ကကြိုးစားအားထုတ်မှုလက်စဉ်ကတည်ငြိမ်ရည်ကျက်မှုကြီးရင်စဉ်ကလွတ်ချငြိမ်းချမ်းမှုတို့ဖြင့်သာဘဝကိုအတိတ်ပဲရှိရှိဖြတ်သန်းနိုင်ကြမည်ဖြစ်၍မိမိ၏စိတ်ကိုအသက်အရွယ်နှင့်အညီအမြဲတမ်းပြုရင်စောင့်ရှောက်ရန်လောက၏လှပသောငြိမ်းချမ်းသောခရီးသူများဖြစ်နိုင်ကြပါစေဟုဆန္ဒပြုရန်ဓမ္မလက်ဆောင်ပါလိုက်ရပါသည်